ကျမရဲ့ရောက်ခမကနောင်ကစားရှုံးလာပြီးအိမ်ပြန်ရောက်တာနဲ့ကျမကိုအနိုင်ကျင့်ပို့ကြပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုအိမ်ပြန်ရောက်လာတဲ့ကျမအမျိုးသားကမြင်သွားတယ်။သူကဘာဖြစ်တာလဲဆိုတာမမေးပဲကျမကိုမိဘအပေါ်မယိုသေးဘူးဆိုပြီးချက်ချင်းငေါငန်းပါတော့တယ်။ကျမလည်းစိတ်ကိုမထိန်နိုင်တော့ပဲလွန်ခဲ့တဲ့ငါးနှလုံးလုံးတီးခံခဲ့ရတဲ့နာကြီးချက်တွေကိုအကုန်ရင်ဖွင့်ပစ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့စီကိုဖုန်းတကောဝင်လာတဲ့ကမ္ဘာအကြီးဆုံးကြောက်မြတ်ကုမ္ပဏီကသူ့ကုမ္ပဏီနဲ့ပူးပေါင်းဖို့သဘောတူလိုက်ပြီးနောက်3ရက်နေရင်စာချုပ်ချုပ်မယ်ဆိုတဲ့ဖုန်းပါ။ဒါကိုကြားချင်းရောက်ခမဖြစ်သူကသူ့သားကိုအရေးချင်းရှိတယ်ဆိုပြီးချက်ချင်းချီးကျူးတော့တာပဲပြီးတော့မှကျမဘက်လှည့်ပြီးဘာမှအသုံးမကျတဲ့သူ့သားကိုဝင်ထုတ်ဝင်ပိုးဖြစ်အောင်ပဲလုပ်နေတဲ့သူဆိုပြီးဆဲဆိုပါတော့တယ်။သူတို့မိသားစုရဲ့ရုပ်ပြက်ဆင်းပြက်အကျင့်စရိုက်တွေကိုမြင်လိုက်ရတော့ကျမစိတ်ပြတ်သွားပြီးအဲ့ချိန်မှာပဲလင်မယားကွာရှင်းပြက်ဆဲစာချုပ်မှာလက်မှတ်ထိုးပြီးဘာပစ္စည်းမှမယူဘဲထွက်သွားဖို့သဘောတူလိုက်တယ်ကျမထွက်သွားခါနီးမှာပဲရောက်ခမကတားပြန်တယ်။ကျမဝတ်ထားတာတွေသုံးနေတာတွေအကုန်လုံးကသူ့သားပတ်စံနဲ့ဝယ်ထားတာမို့ထွက်သွားခြင်းရင်အကုန်ချွတ်ထားခဲ့ရမယ်တဲ့ဒါနဲ့ပဲသူတို့ရှိမှတင်တစ်ခုချင်းစီချွတ်ပေးလိုက်တယ်နောက်ဆုံးတစ်ထည်ကိုချွတ်လိုက်တဲ့အချိန်မှာတော့အမျိုးသားဖြစ်သူကစကားဆလာတယ်။သူပြောတာကကျမကိုဆွဲထားဖို့မဟုတ်ပဲအခုချက်ချင်းထွက်သွားဖို့ပါဒါပေမဲ့ရောက်ခမကကျမကိုလွတ်မပေးသေးပဲမင်္ဂလာလက်စွပ်ပါချွတ်ခိုင်းခဲ့တယ်လက်စွပ်ကိုချွတ်လိုက်တဲ့အချိန်မှာတော့ကျမတို့ကြားကပတ်သက်မှုဟာလည်းပြီးဆုံးသွားပါပြီ။အဲဒီနောက်ကျမနောက်လည်းမကြည့်ပဲအိမ်ပေါ်ကဆင်းလာခဲ့တယ်။ကျမမျိုးသားကတော့နောက်ရက်တွေကြာရင်ကျမနောင်တရပြီးသူတို့စီပြန်လာတောင်းပန်မယ်လို့တွေးနေတာပေါ့သူတို့မသိတာကအဲ့ဒီကြောင့်မြတ်ကုမ္ပဏီရဲ့ပိုင်ရှင်ဟာကျမဖြစ်နေတာပါ။သူ့ကိုမျက်နှာမငယ်စေခြင်းလို့ကျမရဲ့ဂုဏ်တက်တွေကိုဖျောက်ပြီးလက်ထပ်ခဲ့တာကျမရဲ့စေတနာတွေကအခုလိုအဆုံးသတ်မျိုးဖြစ်လာမယ်လို့လုံးဝမထင်ထားခဲ့ဘူး။ဒါကြောင့်ကျမရဲ့အရှိကိုအရှိတိုင်းဖော်ထုတ်ပြီးသူတို့ကိုပြန်ပေးဆက်ဖို့ဆုံးဖြတ်လိုက်တယ်။မကြာခင်မှာပဲစာချုပ်ချုပ်ဆိုပွဲနေ့ကိုရောက်လာခဲ့တယ်။အဲ့နေ့မှာဇိမ်ခံကားပေါ်ကဆင်းလာတဲ့ကျမဟာလူတိုင်းရဲ့အာယုံစိုက်မှုကိုရရှိခဲ့တယ်။ကျမကိုမြင်တဲ့အခါရောက်ခမကကျမဟာတထေးတွေကိုကပ်ပြီးဒီလိုပွဲမျိုးကိုတက်လာတယ်လို့ထင်နေတော့ပဲ။သူကတခြားမိန်းကလေးတစ်ယောက်နဲ့ပေါင်းပြီးကျမကိုလူကြားထဲမှာအဆက်ခွဲဖို့ကြိုးစားခဲ့တယ်။ကျမကအဲ့ဒီမိန်းကလေးကိုရေနဲ့ပတ်ပြီးစပွဲမှာဖိနှိပ်ထားလိုက်တယ်။ကျမမျိုးသားကပြေးလာတာသလိုရောက်ခမကလည်းကျမကိုအပြင်ထုတ်ပစ်ဖို့လုံခြုံရေးတွေကိုအော်ဟစ်ခေါ်တော့တာပဲကျမကဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌဆိုတာကိုသူတို့မသိကြဘူးလေနောက်ဆုံးမှာတော့လုံခြုံရေးတွေရဲ့ဖဲထုတ်ခြင်းကိုခံလိုက်ရတာကရောက်ခမဖြစ်သူပါကျမရဲ့အဆင့်အတန်းကိုလူသိရှင်ကြားကြီးညာလိုက်ပြီးသူ့ကုမ္ပဏီနဲ့ပူးပေါင်းမှုတွေအားလုံးကိုဖျက်သိမ်းလိုက်တဲ့အခါသူတို့မိသားစုဟာနောင်တကြီးစွာနဲ့ကြံ့ရစ်ခဲ့ပါတော့တယ်